ရှီအောင်နေတဲ့ channel မှာကြိုဆိုပါတယ်ကျွန်တော်မိတ်ဆွေများပေါ့နော်ဒါကမိတ်ဆွေများပြန်ထွက်ကဏ္ဍတစ်ခုကိုကြိုက်နှစ်တဲ့ဆိုရင်ပေါ့နော်အနီးကပ်မှာရှိတာလေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်အနီးကပ်မှာပြန်ထွက်ကဏ္ဍနှစ်ကွက်ကိုရှိနေတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကပြပေးမယ်ကဲထွက်ဖို့နောက်ပြန်မဲ့ထွက်တော့မှာဆိုတော့ကဲအနီးကပ်လေးကိုကြည့်အောင်ပေါ့နော်တဲ့ကြိုက်တဲ့မိတ်ဆွေများလည်း subscribe လေးတွေ like လေးတွေနှိပ်ပြီးတော့အားပေးထားနိုင်တယ်ပေါ့ဗျာနော်ကဲတစ်ချက်ကြည့်ရအောင်ဒီ line တစ်ခုမှာကျွန်တော်တို့စပြီးတော့လေ့လာကြည့်ရအောင်ပေါ့နော်ရိုးရိုးရှင်းရှင်းပဲပေါ့နော်ဒီမှာ9ရယ်3ညရယ်ဒီဘက်က6ထိပ်ရယ်8ဆိုတဲ့ကဏ္ဍတစ်ခုကိုကစားထားတယ်1ကယ်ဒီဘက်က9ထိပ်ရယ်8ပြီးတော့ခွန်လို့ကစားထားတယ်8ခွန်ဒီမှာ6လို့ကစားမယ်ဆိုရင်3ရယ်3ညရယ်3ထိပ်ရယ်8ခွန်6ဒီမှာ9လို့ကစားမယ်ဆိုရင်8ခွန်6 5ဆိုရင်ဒီနန်းလေးမှာကျွန်တော်တို့ကတစ်ထိပ်စီးဆိုတာကိုကစားတစ်ထိပ်စီးဆိုတာကိုရှိတယ်ပေါ့နော်8ခွန်6 5အဲ့ဒါလေးကိုဒီမှာရှိတယ်8ခွန်6 5ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းဒီ8ဒီသုံးလုံးပေါင်းခြင်းဒီခွန်ဒီသုံးလုံးပေါင်းခြင်းဒီ6ဒီသုံးလုံးပေါင်းခြင်းဒီ9 8ခွန်6 5ဆိုရင်တစ်ထိပ်စီးဆိုတာကိုအဲ့လိုညွှန်းထားတယ်ဒီ8ခွန်6 5ဒီကျွန်တော်ဒီမှာယူဆလို့တော့ရတယ်ပေါ့နော်3ခါ2ခါ1ခါ3ညခါလို့ကစားထားတယ်ပေါ့အဲ့ဒီ3ခါ2ခါ1ခါ3ခါ2ခါ1ခါ3ညခါကို3ရက်ပါဝါ8လို့ကစားသလား2ရက်ပါဝါကိုခွန်လို့ကစားသလားပေါ့နော်ဒီမှာ3ရက်1ရက်ပါဝါကို6လို့ကစားသလားပေါ့နော်ဒီမှာ3နှစ်3ညရက်ပါဝါ9လို့ကစားသလားဆိုရင်ဒီမှာ1ထိပ်စီးဆိုတာကိုဒီ line ကအဲ့လိုမျိုးလေးရှိနေတယ်ပေါ့နော်အဲ့တော့ဒီ line လေးမှာအဲ့လိုမျိုးလေးကစားထားပြီးတော့သူတို့ဘာတွေအလုပ်လုပ်ထားတာလဲဆိုတော့ဒီမှာတစ်ခါဆိုတာလေးကိုရပြီပေါ့နော်အဲ့ဒီမှာတစ်ခါလို့ရပြီးတော့ကျွန်တော်တို့ဒီမှာနောက်ပိတ်တစ်လုံးကိုထည့်ပြပေးမယ်ပေါ့နော်နောက်ပိတ်တစ်လုံးကိုနှစ်ကဲဒီဘက်က3နောက်ပိတ်ကဲခွန်ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်3ရင်နှစ်ကဲဒီဘက်က3နောက်ပိတ်ကဲ8လို့ရတယ်ပေါ့နော်အဲ့တော့ခွန်8ဒီမှာ9လို့ကစားချင်တာ3ရင်နှစ်ကဲ3ရင်4ရင်2နောက်ပိတ်ကဲနော်ခွန်8 9ဒီမှာ10လို့ကစားမယ်ဆိုရင်ပေါ့နော်2က6ရရှိနေတဲ့အတွက်ကြောင့်2နောက်ပိတ်ပေါ့နော်1ထိပ်2နောက်ပိတ်ဆိုတဲ့ကဏ္ဍတစ်ခုကိုရတယ်1ထိပ်2နောက်ပိတ်ဆိုတဲ့ကဏ္ဍကိုအဲ့ဒါမျိုးလေးရတယ်1ထိပ်စီ2နောက်ပိတ်လို့ရတယ်အဲ့ဒီ1ထိပ်စီ2နောက်ပိတ်ကိုကျွန်တော်ဆော့ဒီမှာပြလိုက်တဲ့3ခါ2ခါ1ခါ3ညခါ1ခါ3ညခါပေါ့နော်အဲ့တော့ဒီမှာ3 2 1 3ညဆိုတဲ့ခါလေးတွေကိုပြန်ပြီးတော့အလုပ်လုပ်ထားတာလားပေါ့နော်အဲ့ဒီ3 2 1 3ညဆိုတဲ့ဟာလေးတွေအဲ့လိုရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတကယ်လို့မှနောက်ပေါင်းချင်းဒီ3နောက်ပေါင်းချင်းဒီ4နောက်ပေါင်းချင်းဒီ5နောက်ပေါင်းချင်းဒီsorry နောက်ပေါင်းချင်းဒီ3 2 1 3ညလို့ကစားမယ်ဆိုရင်182ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်ပေါ့နော်အဲ့ဒီ line က182ဆိုတာကိုရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ user ချက်ကကိုကျွန်တော်လည်းပြပေးမယ်ပေါ့နော်အဲ့ဒီလိုလေးရိုးရိုးလေးယူမယ်ဆိုရင်စောထိပ်စီးကိုပါဝါတွေယူခဲ့တဲ့အတွက်ကြောင့်ဒီ3လုံးပေါင်းချင်းက8 3လုံးပေါင်းချင်းကခွန်3လုံးပေါင်းချင်းက6ဒီ3လုံးပေါင်းချင်းက9ဆိုရင်စောထိပ်စီးတွေကိုပါဝါယူရတဲ့3 2 1 3ညရဲ့မှာပါဝါတွေကစားထားတယ်ပေါ့နော်အဲ့ဒီမှာနောက်တစ်မျိုးအနေနဲ့ယူဆကြည့်မယ်ဆိုရင်ဒီမှာ6ထိပ်စီးရယ်ဒီက6ထိပ်စီးရယ်ဒီဘက်က3 3ညနောက်တွဲရယ်ပေါင်းချင်းဒီ2ဆိုတော့ကဏ္ဍတစ်ခုကိုလာဖြစ်ထားတယ်ဒီမှာ1ထိပ်စီးရယ်9 3နောက်တွဲရယ်နေပြီးတော့3ဆိုတော့ကဏ္ဍတစ်ခုရတယ်2 3ဒီမှာ4လို့လာကစားထားတယ်3ရယ်ဒီဘက်က9 2တွဲရယ်နော်4လို့ကစားထားတယ်ဒီမှာ5လို့ကစားမယ်ဆိုရင်ကျွန်တော်တို့ကခွန်ရယ်2ကရှိနေတဲ့အတွက်ကြောင့်162ဆိုတော့ပြန်ထက်ကဏ္ဍတစ်ခုကိုဒီလိုမျိုးလေးကြိုက်နှစ်သိမ့်ရင်162လို့ထိုးလို့ရတယ်ပေါ့နော်162ဆိုတော့ကဏ္ဍတစ်ခုဒီမှာပြန်ထွက်ကဏ္ဍတစ်ခုဖြစ်တယ်ပေါ့နော်162ဒါကပြန်ထွက် line တစ်ခုကိုပြပေးခြင်းဖြစ်တယ်ပေါ့နော်ဒီမှာပြန်ထွက်ဒီမှာလည်းပြန်ထွက်လို့ကစားထားတယ်ဒီနေရာမှာလည်းပြန်ထွက်လို့ထွက်တယ်မထွက်ဘူးလို့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့နော်ဒါတော့တကယ်လို့မှပြန်ထွက်ကဏ္ဍတစ်ခုကိုနှစ်သက်တယ်ဆိုရင်ဒီ line က162ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်ပေါ့ဗျာနော်ဟုတ်ပြီကဲနောက်တစ်မျိုးကြည့်ရအောင်နောက်တစ်မျိုးမှာဘယ်လိုသွားထားတော့ဆိုလို့ရှိရင်နောက်တစ်မျိုးကဒီလိုလေးပြမှရမှာထင်တယ်နောက်တစ်မျိုးကဒီအနီးတစ်ဝိုက်မှာဒီလိုလေးပဲကြည့်အောင်ပေါ့နော်အနီးတစ်ဝိုက်မှာဒီအနီးလေးတစ်ဝိုက်မှာဘာတွေရှိနေတော့ဆိုရင်ကျွန်တော်တို့ကဒီမှာနှစ်
2က8က3ညရဲ့10ဆိုသောကဏ္ဍတစ်ခုကိုကစားထားတယ်9ရဲ့9ရဲ့3ညရဲ့လေ10ပဲကစားထားတယ်3ရဲ့3ရဲ့4ရဲ့လေ10ဆိုသောကဏ္ဍတစ်ခုကိုကစားထားတယ်ခွန်ရဲ့ဒီမှာ sorry 4ကဒီမှာ1က8က1က8ကဒီဘက်ကတစ်ခါရပေါ့နော်181က10လို့ကစားထားတယ်283ညကလည်း10လို့ပဲကစားထားတယ်9ရဲ့9ရဲ့3ညကလည်း10ပဲကစားထားတယ်3ရဲ့3ရဲ့4ရဲ့10လို့ကစားထားတယ်ပေါ့ဗျာနော်အဲ့ဒီ10ကိုကျွန်တော်ကဒီ3ညရဲ့ပါဝါကိုကျွန်တော်က9လို့ယူဆချင်တာပေါ့နော်3ညရဲ့ပါဝါကို9လို့ယူဆချင်တာအဲ့တော့ဒီမှာတစ်ကတ်နှစ်ကတ်သုံးကတ်၄ကတ်လိုင်းပါပေါ့နော်အဲ့ဒီ၄ကတ်လိုင်းမှာကျွန်တော်ကဒီလိုမျိုးလေးတွားချင်တာဒီမှာ9ရဲ့4ရဲ့အဲ့ဒီမှာ9ရဲ့4ရဲ့ဒီဘက်က6ထိပ်စီရဲ့9ဆိုတော့ကဏ္ဍတစ်ခုရတယ်ဒီ3ညရဲ့ပါဝါ9လို့ကစားသလားပေါ့နော်3ည4ပြားကစားထားတာကိုဒီမှာ3ညဒီမှာလည်း3ညဒီမှာလည်း3ညသုံးလုံးပေါင်းချင်း3ညဒီကစားထားတဲ့အတွက်ကြောင့်9ရဲ့4ရဲ့6ရဲ့3ညလို့ကစားချင်တာ9ရဲ့4ရဲ့6ရဲ့9လို့ကစားချင်တာဒီမှာလည်း9ရဲ့9ရဲ့ဒီဘက်က9ထိပ်စီကလည်း9ဆိုတော့ကဏ္ဍတစ်ခုကိုပဲရတယ်ဒီမှာလည်း3ညရဲ့2ရဲ့ဒီဘက်က3ညရဲ့3ရဲ့ဒီဘက်က2ရဲ့9ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်ဒီမှာလည်း6ရဲ့3ရဲ့ရှိနေတဲ့အတွက်ကြောင့်9ဖြစ်ဖို့ဆိုရင်6ထိပ်စီဆိုတာကိုအဲ့ဒီ line ကအဲ့ဒါမျိုးလေးကျွန်တော်ယူဆပြီးတော့6ထိပ်ဆိုတာကိုယူဆပြီးတော့ပြပေးလိုက်တယ်ပေါ့နော်6ထိပ်နော်6ထိပ်ဆိုတာကိုအဲ့လိုမျိုးလေးယူဆပြီးတော့ပြပေးလိုက်တယ်ဒီ6ထိပ်ကလည်းပြမယ်ဆိုဒီအနီးက line မှာလည်းရှိတယ်ပေါ့နော်ကဲ line တွေရောသွားမှာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒါက6ထိပ်လို့ရတယ်6ထိပ်လို့ရပြီးတော့ကျွန်တော်တို့ဒီ line မှာသူကဘာတွေအလုပ်လုပ်ထားတာလဲလို့ဆိုလို့ရှိရင်6ထိပ်လို့ယူဆတယ်အဲ့လိုယူဆထားပြီးတော့3ညတွေကို6လို့ကစားတယ်ပေါ့နော်3ညတွေကို9လို့ကစားထားတယ်ပေါ့နော်3လုံးပေါင်းချင်း3ညဒီ3လုံးပေါင်းချင်းက3ညအဲ့ဒီ3လုံးပေါင်းချင်းက3ညဒီ3လုံးပေါင်းချင်းက3ညလို့ကစားတဲ့အတွက်ကြောင့်3လုံးပေါင်းချင်းဒီ9 3လုံးပေါင်းချင်းဒီ9 3ညပါဝါ9ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ9ဒီ3လုံးပေါင်းချင်းဒီ9ဆိုရင်6ထိပ်ဆိုတာကိုအဲ့ဒါလိုလေးယူဆသုံးသပ်တယ်6ထိပ်လို့အဲ့လိုယူဆသုံးသပ်ပြီးတော့ကျွန်တော်တို့ဒီ line တစ်ခုမှာလူသွားတဲ့ပုံစံလေးကနောက်ထပ်ဘယ်လိုမျိုးလေးသွားနေလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်အဲ့ဒီမှာဒေးစီတစ်လုံးရထားပြီပေါ့နော်ဒေးစီတစ်လုံးရထားပြီးတော့ဒီ line မှာလူသွားတဲ့ပုံစံလေးကအလင်းရောင်တော့နည်းနေတယ်ဗျာနော်ခဏလေးအလင်းရောင်ကနည်းတော့မီးရပြတ်တော့ကျွန်တော်ဆိုလာမီးနဲ့ပဲပြပေးတာပေါ့နော်အဲ့ဒီမှာလူသွားတဲ့ပုံစံလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်အဲ့ဒီမှာတွားတဲ့ပုံစံလေးကကျွန်တော်ကဒီမှာဒါရှည်တွဲလေးကိုဒီလိုမျိုးလေးပဲတွားကျင်တာပေါ့နော်ရှည်တွဲလေးကိုအဲ့တော့ဒီနေရာလေးမှာသူကဘယ်လိုဒီကစားထားတာတော့ဆိုလို့ရှိရင်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီ1လို့ကစားထားတယ်ဗျာနော်ဒီ3လုံးပေါင်းချင်းကလည်း1လို့ပဲကစားထားတယ်အဲ့ဒီ3လုံးပေါင်းချင်းကလည်းဒီ3လုံးပေါင်းချင်းကလည်း1ဆိုတော့ကဏ္ဍကိုပဲကစားထားတယ်ဒီ3လုံးပေါင်းချင်းကလည်း1လို့ပဲကစားထားတယ်ဒီအပေါ်မှာလည်းအဲ့ဒီ1တွေရှိတယ်ပေါ့နော်ကျွန်တော်အရင်ပိုင်းနေမှာလည်းရှင်းပြပြီးတာအပေါ်မှာ1တွေရှိတယ်အဲ့ဒီ1ကြောင့်1ရဲ့နှစ်ခတ်ကို8လို့ကစားသလားပေါ့နော်အဲ့ဒီ8ကိုဒီလိုမျိုးလေးကျွန်တော်ယူဆသုံးသပ်တယ်6တုံညအတွဲနဲ့ဒီဘက်က2နောက်ပိတ်နဲ့ဒီ8လို့လာဖြစ်သလားပေါ့နော်ဒီမှာ9တုံညရှည်တွဲနဲ့ဒီဘက်က3နောက်ပိတ်နဲ့လည်း1လို့ပဲဖြစ်ထားတယ်8လို့ပဲဖြစ်ထားတယ်ဒီမှာ2လေးရှည်တွဲနဲ့ဒီဘက်က2ခါနဲ့လည်း2နောက်ပိတ်နဲ့လည်း8လို့ပဲကစားထားတယ်ဒီမှာ8လို့ဖြစ်ဖို့ဆိုရင်3ညရှိနေတဲ့အတွက်ကြောင့်3ညရဲ့6ရဲ့ဆိုတော့62အတွဲဆိုယူဆသုံးသပ်တယ်ပေါ့နော်ဒါ6နှစ်အတွဲနော်ဒါ62အတွဲကိုအဲ့လိုယူဆသုံးသပ်ပြီးတော့ကျွန်တော်တို့ဒီ line ဒီ၄ကတ် line မှာ62အတွဲကိုအဲ့လိုမျိုးလေးဖြစ်ပြီးတော့နော်1 2 3 4ကတ်မှာသူသွားတဲ့ပုံစံလေးကဒီလိုမျိုးလေးသွားထားတယ်ပေါ့နော်နောက်ပိတ်တစ်လုံး8ကဲ2ကဲ8ရဲ့2ကဲဒီဘက်က9နောက်ပိတ်ကဲဒီ9ဆိုတော့ခဏတစ်ခုကိုလာပြီးတော့ကစားထားတယ်8ကဲ3ရဲ့ဒီဘက်က3နောက်ပိတ်ကဲဒီ4ဆိုတော့ကဏ္ဍတစ်ခုကိုကစားထားတယ်5 4ဒီမှာ9ရဲ့2ကဲဒီဘက်က6နောက်ပိတ်ကဲ3လို့ကစားထားတယ်5 4 3ဒီမှာ2လို့ဖြစ်ဖို့ဆိုရင်3ရဲ့3ညရဲ့ရှိတဲ့အတွက်ကြောင့်9နောက်ပိတ်ဆိုတာကိုထည့်မှရမယ်9နောက်ပိတ်လို့ထည့်ရင်ပြန်တွဲကဏ္ဍတစ်ခုဖြစ်တဲ့6နှစ်ကိုထည့်ပြန်တွဲကဏ္ဍတစ်ခုဖြစ်တယ်ပေါ့နော်ကဲမိတ်ဆွေများအနီးကပ်လိုင်းမှာကြိုက်နေတဲ့ဆိုရင်6နှစ်ကိုကအဲ့ဒီမှာဒုတိယအကြိမ်မှာထွက်ထားတဲ့6နှစ်ကိုပြန်တွဲကဏ္ဍတစ်ခုဖြစ်တယ်ပေါ့နော်ပြန်တွဲကဏ္ဍတစ်ခုကိုအနီးကပ်မှာ
ဒီလိုလေးရှိတယ်ဆိုတာကိုပြပေးလိုက်တယ်ပေါ့နော်629လို့ပြပေးလိုက်တယ်ဒီဘက် line ကတော့162ဆိုပြီးတော့162ဆိုပြီးတော့ပြန်ထွက်ကဏ္ဍတစ်ခုကိုတပင်ကျော်ပြန်ထွက်တပင်ကျော်ပြန်ထွက်တပင်ကျော်ပြန်ထွက်ဆိုပြီး162ကိုအဲ့လိုပြပေးလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ line လေးတွေကလူတွေရှိတယ်ဆိုတော့မိတ်ဆွေများလည်းဟိုအနီးကပ်မှာကျိုးရှိရင်အသုံးပြုနိုင်အောင်ပဲကျွန်တော်ကပြပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးတွေကချိန်နီးကပ်နေတာဖြစ်တဲ့အတွက်ကြောင့်လူရင်းတူရှင်းပြီးပဲကျွန်တော်ရှင်းပြပေးလိုက်ပါတော့เนาะဒီတစ်ပတ်မှာတော့စိုက်နေတဲ့လို့ဟိုကျွန်တော်ကိုဆက်တယ်ပြီးတော့ကျွန်တော်ရှာဖွေမှုကိုကြိုက်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ဖုန်းနံပါတ်လေးတော့ရေးပေးထားလိုက်တယ်ပေါ့เนาะအဲ့ဒီမှာမိတ်ဆွေများစိုက်တယ်ဆိုလို့ရှိမှာပေါ့เนาะမစိုက်တဲ့မိတ်ဆွေများအကြောင်းဟိုအကျိုးဟိုပါဖြစ်ပါဘူးပေါ့เนาะဒီမှာကျွန်တော်ရေးပြပေးထားလိုက်တယ်ပေါ့เนาะဒီမှာကဲလေးတို့ညတင်ကခွန်ကို343စိုက်နေတဲ့လို့ရှိရင်တကယ်လမ်းပြီးတော့ဝယ်ယူနိုင်အောင်လို့ပေါ့နော်43ညတင်ကခွန်ကို343 KB Viber ရှိတယ်။ဒီ162က162ကကျွန်တော်က629ဆိုတော့ပြန်ထွက်နှုတ်ခွက်ကိုပြပေးလိုက်တယ်ပေါ့နော်။စိုက်နေတဲ့မိတ်ဆွေများရှိရင်ပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်တစ်ပိုင်းတောင်မှနှစ်ပိုင်းပဲပြပေးနိုင်တယ်ပေါ့နော်။ကဲအားလုံးမိတ်ဆွေတွေအားလုံးကံကောင်းကြပါစေပေါ့နော်။စိုက်နေတဲ့လို့ဝယ်ခြင်းနေဆိုရင်အဲ့ဒီမှာဖုန်းနံပါတ်ရေးပေးလိုက်ပါတယ်အားလုံးခွန်လက်ပါကံကောင်းကြပါစေပေါ့နော်။